အသက်50ကျော်ရာသီဆုံးပြီးကာမှအဖြူစင်းတာဘာကြောင့်လဲအဖြူစင်းတဲ့အမျိုးသမီးတွေရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိဝင်ကြည့်ကိုကအဖြူမစင်းပေမဲ့လည်းရာသီဆုံးပြီးတဲ့အမျိုးသမီးတွေဓမ္မရာဆုံးပြီးတဲ့အမျိုးသမီးမှန်ရင်ဒီဗီဒီယိုကိုကြည့်ပြအောင်ကြည့်ပါအကျိုးရှိပါလိမ့်မယ်အဲ့တော့ဒီလိုမျိုးအသက်ကြီးမှပေါ့နော်အဖြူတွေစင်းနေတယ်ဒါဒီပြဿနာရှိသလားပြဿနာမရှိဘူးလားဆိုတော့မသက်ကဒါဘုဒ္ဓအနေနဲ့မျှဝေပါမယ်အဲ့တော့ဒီလိုမျိုးအဖြူစင်းနေဆိုတာဘာကြောင့်လဲဆိုရင်ဒါဒီလူကြီးတွေဆိုရင်အတွင်းကပေါင်းပြီးဝတ်တာဘာညာလဲရှားတယ်လေနော်အဲ့ဒီခါမှာဘာကြောင့်လဲဆိုရင် estrogen ဟော်မုန်းလုံးဝမထွက်ရှိတော့ဘူး estrogen ဟော်မုန်းမထွက်ရှိတော့ဘူးဆိုရင်မွေးလန်းချောင်း6တွေ့လာတယ်6တွေ့လာတဲ့အခါမှာပိုးဝင်လွယ်တယ်မှုတ်ပိုးဘက်တီးရီးယားပိုးပေါ့နော်ဒါမျိုးစုံဝင်နိုင်တယ်အဲ့ဒီခါမှာဒီပိုးတွေဝင်ရောက်တဲ့အခါမှာကိုကပေါ့နော်ဒါအဖြူစင်းခြင်းကိုဖြစ်ပေါ်စေတာပါနောက်တစ်ခုကဒီ estrogen ဟော်မုန်းလျော့နေသွားတဲ့အတွက်တိမ်ကလည်းလုံးဝအားနေသွားတယ်တိမ်အားနေတဲ့အတွက်ပို့ပြီးတော့ဒီကောင်းတဲ့ပိုးလေးတွေအားနေသွားတယ်ပေါ့နော်ကောင်းတဲ့ပိုးလေးအားနေတဲ့အခါမှာဒီမကောင်းတဲ့ပိုးတွေဝင်ရောက်တာကိုမတိုက်ထုံးနိုင်တော့ဘဲနဲ့အဖြူစင်းခြင်းဖြစ်စဉ်ကိုဖြစ်ပေါ်စေတာပါအဲ့တော့အဖြူစင်းတာကြောက်စရာကောင်းသလားဆိုရင်ဒီအဖြူစင်းပြီဆိုရင်တော့ကြောက်စရာကောင်းပါတယ်ဘာလို့လဲဆိုတော့ဒါကိုတခြားလေးမကူတာဘူးဆိုရင်စီလန်ချောင်းပိုးဝင်တာမျိုးတွေနောက်ပြီးတော့ဒီပေါ့နော်တအိမ်ကောင်းကိုကိုက်ဖြတ်တဲ့ခါမှာတအိမ်ကောင်းရောင်တာနောက်တအိမ်ကိုကိုက်ဖြတ်တဲ့ခါမှာတအိမ်ရောင်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်အခက်မသိရင်တအိမ်ချစ်ရတာမျိုးတွေတအိမ်ထုတ်ရတာမျိုးတွေဖြစ်နိုင်တယ်လို့တအိမ်ကစားဘက်ကိုလည်းလဲသွားနိုင်ပါတယ်တအိမ်ကစားဖြစ်ပြီဆိုရင်တော့ကိုကပေါ့နော်အသက်ကြီးကမှဒီစေုံစေကန်းတွေတက်ရမယ်ဒါခွဲစိတ်ကူးသားရမယ်မိသားစုလည်းအလုပ်တွေအရန်ရှုံမယ်ကိုယ်တိုင်ကလည်းဒါစိတ်ဓာတ်တွေကျတယ်ပေါ့နော်ဒီလိုဖြစ်စဉ်တွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့တအိမ်ကစားဖြစ်တဲ့မျိုးသမီးတွေကိုသွားကြည့်လိုက်တယ်ဆိုရင်အဖြူစင်းခြင်းရပဲစပါတယ်အဖြူမစင်းမနဲ့ဘယ်သူမှဝုန်းတိုင်းဆိုပြီးတော့တအိမ်ကစားကိုစတယ်မခံစားရဘူးအဲ့တော့ဒီအဖြူစင်းတဲ့အခါမှာပေါ့ဆနေတဲ့အခါမှာနောက်ဆုံးမှာတအိမ်ကစားတို့တအိမ်ထုတ်ရတာတို့ဒါမျိုးတွေအထိဖြစ်တာပါဒါကြောင့်အဖြူစင်းတာဆိုရင်ကိုကမပေါ့ဆပဲနဲ့ပေါ့နော်တေချာလေးကုသဖို့လိုပါတယ်ကိုအမေကိုအတော်တွေပေါ့နော်ကိုကငယ်သေးပေမဲ့ကိုအမေကိုတော်တွေရှိတယ်ဆိုရင်လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မျှဝေပေးပါနောက်တစ်ခုကျတော့မသက်တို့ပေါ့နော်ကိုမိသားစုကိုပတ်ဝန်းကျင်ကိုလည်းကိုကဖြစ်တယ်ဆိုရင်ကိုကပြောနိုင်တယ်လေနော်ဒါကြောင့်ဒီလိုအဖြူစင်းပြီဆိုရင်တော့ပေါ့နော်ဒီတအိမ်နဲ့ဟော်မုန်းဖြစ်ဆက်စာကိုတောက်ပေးရမယ်ပိုးသက်ဆေးတောက်အောင်အသက်ကလည်းကြီးနေပြီပိုးသက်ဆေးတွေခဏခဏတောက်ရင်အားနေတာမျိုးတွေတခြားယောဂဝင်လာတာမျိုးတွေအများကြီးဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ပေါ့နော်ဒီပိုးသက်စီကတော့တပတ်8ရက်လောက်ပဲတောက်ပြီးတော့ပေါ့နော်တအိမ်ဖြစ်ဆက်စာကိုပုံမှန်တောက်ပေးမယ်ဆိုရင်တော့လာပိုင်းအတွင်းမဲ့ဒါပြက်ကင်းတတမှာပါဒါကြောင့်မို့လို့ပစိန်နဲ့ပေါက်ဒီအနဲ့ထွင်းလို့ပြောက်တဲ့နေရာကိုပစိန်နဲ့မပေါက်ချင်ပါနဲ့ဒီအခုစကလေးကအရှင်းပြအောင်ကုသပါလို့မသက်ကတော့အကြံပေးခြင်းနဲ့အဲ့တော့တအိမ်ဖြစ်ဆက်စာဟော်မုန်းဖြစ်ဆက်စာကိုလိုချင်တယ်ဆိုရင်ပေါ့နော်မသက်ရဲ့ပေါ့နော်ဒီ Viber ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်မေးချင်တာရှိရင်တော့ဒီဗီဒီယိုရဲ့ comment အောက်မှာပေးခဲ့ပါ Viber အထိမလာပါနဲ့ရှင်